မဟာဂယုဏစိတ်ကိုတွေးဆကြည့်မိခြင်းတရားအထုတ်ချိန်တွင်အသွေးဝင်လာခြင်းဟာအနောက်ရှက်ပါအသွေးဝင်လာတာနဲ့တရားအထုတ်ရတဲ့ယောဂီရဲ့မှတ်စိတ်ဟာပြစ္ဆုတ်ပန်တဲ့ပုံမှာမရောက်တော့ပါဘူးအသွေးဟူတာဖြစ်ခဲ့ပြီးသားအသိမှကောင်းကျိုးဆိုးကျိုးသဘောတွေကိုအာယုံမှခံစားတတ်ပါတယ်သို့သည်မဟုတ်မဖြစ်သေးသောအနာဂတ်ကာလပေါ်မှာကိုဖြစ်စေခြင်းတို့သို့မဟုတ်ကိုမဖြစ်စေလိုတဲ့အပေါ်မှာတွေးဆတတ်လို့ပါတယ်အဲ့လိုစိတ်ရဲ့လေးကျင်လူတိုင်းမှာရှိနေပါတယ်တို့စိတ်လေးကျင်နေရလူတို့တရားအထုတ်ခြင်းတွေတရားအမထုတ်ခင်ကအချိန်တိုင်းပြုမှုဆောင်ရွက်တတ်ကြပါတယ်ဒီနည်းအားဖြင့်အကျင့်ပါနေသောစိတ်လေးထအတိုင်းတွေးတော့ပါတယ်ထိုအခါတတိယကွယ်ပြောက်သွားပြီးတော့ပြစ္ဆုတ်ပန်တဲ့ရှုရမယ်တတိလည်းကင်းလွတ်သွားပါတယ်ဝင်လေထွက်လေတောင်းမှုဖောင်းလာခြင်းပိန်လာခြင်းဆိုတဲ့ရုပ်တရားရဲ့တဘောကိုတဲ့ဝင်လေလာနေသောအသီးစိတ်တွေလည်းအဝေးသို့လွင့်စင်သွားပြီထိုအခါဉာဏ်သည်လည်းတိုးတက်ရင်းကျန်ခြင်းမရှိလာနိုင်တော့ပါဘူးသို့တော့တည်ထားတော့လေတလောကတရားထုတ်နေတဲ့ကျွန်တော်အရင်ထင်ရှားလာတဲ့အတွေ့အကြုံကိုကျွန်တော်မြင်မြင်လို့လက်ခံခဲ့မိရပါတယ်